မူကျဆရာမလှုပ်တဲ့ဆယ်နှစ်အတွင်းမှာကျွန်မသိခဲ့ရတဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကတော့ကလေးတွေကိုစာသင်ပေးဖို့တဲ့သူတို့ရဲ့စိတ်လေးတွေကိုနားလည်ပေးဖို့ကအရေးကြီးပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒီ channel မှာပါကလေးလေးကိုချစ်ပြီးတော့မှကလေးပြုစုခြင်းမူကြိုလုပ်ကိုလွတ်ဆောင်နေတဲ့ဆရာမတရားဖြစ်ပါတယ်ကျွန်မ10နှစ်တာတော်တွင်မှာကျွန်မကလေးပေါင်းများစွာမိဘများစွာနဲ့ကျွန်မထိတွေ့ပြီးတော့မှအလွတ်လွတ်လာတဲ့အခါမှာကျွန်မသိထားမိလာတဲ့အရာတစ်ခုကတော့မိဘများစုကကလေးတွေစာတတ်ဖို့ပဲအများစုကအာရုံစိုက်ပြီးတော့မှကလေးကဘာစိတ်ဝင်စားနေလဲကလေးကဘာလေးလုပ်ချင်နေလဲကလေးအရေးချင်းတွေကဘာလေးလဲဆိုတာကိုမိနေတတ်ကြတယ်ပေါ့နော်တကယ်တော့မူဂျိုရွယ်မှာကလေးရဲ့ဖွံ့ဖြိုးမှုက90%အထိရှိတာဖြစ်တဲ့အတွက်ဒီအချိန်မှာကျမတို့ကလေးတွေကိုဘယ်လိုအခြေခံအုံးပြလေးချပေးမလဲဆိုတာကအရေးကြီးပါတယ်ကလေးတွေကဘာလို့ကြည်ကြတာလဲဘာလို့စာသင်တဲ့အခါမှာကောင်းကောင်းနားမထောင်တာလဲသူတို့ရဲ့ဝါဒနာကပါတယ်အရေးချင်းကပါတယ်ဆိုတာကိုရှာဖွေမလဲပေါ့နော်ဒီနေ့ကလေးတွေကျွန်မရဲ့10နှစ်တာအတွေ့အကြုံလက်တွေ့တိုင်းနည်းလမ်းလေးကိုဒီ channel ကနေပြီးတော့မှကျွန်မက sharing ပြုလုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကလေးပြည့်စုံပြည့်တော်ကြီးမှာခက်ခဲရှိနေတဲ့မမေတွေအခုမှစပြီးတော့မှမူဂျိုတို့ကိုစပြီးမှလှုပ်ဆောင်နေတဲ့ဆရာမတွေဆရာတို့ကိုတွေ့ရှိရဆိုရင်ပေါ့နော်အခုပဲ follow လုပ်ထားဖို့အတွက်အပိတ်ချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye